ကျိုးမြတ်များကြီးရနိုင်တဲ့နေရာကောင်းလေးတွေမှာရင်းနှီးမြှုပ်နှံထားခြင်းတဲ့သူတွေအတွက်ပေတရာအောင်မြင့်မှုမိလန်းမကြီးရဲ့ရက်ွက်ချာဇောတိကမိလန်းမကြီးရဲ့ရက်ွက်အတွင်းလမ်းကျဲပေ80လမ်း၃ခုလုံးရဲ့ဒေစင်းထောက်ွက်အော်ထောက်ပေ40ပေ60စီပင်စင်းရောက်ပြီးပါမစ်မြေခွေလေးကိုရောင်းမိတ်စစ်ပေးချင်ပါတယ်ဒီနေရာလေးမှာရှိတဲ့ထောက်ွက်လေးဖြစ်ပါတယ်ဒါကတော့အောင်မြင့်မှုမိလန်းမကြီးဖြစ်ပါတယ်အောင်မြင့်မှုမိလန်းမကြီးကဆိုလို့ရှိရင်ကျွန်တော်တို့အမတ်နှစ်လမ်းမကြီးကနေပြီးတော့ဒီဘက်140ရက်ွက်လုံးဖြတ်မယ်ပြီးလို့ရှိရင်ဇောတိကလမ်းကိုကျော်လိုက်တဲ့ချိန်မှာ145ရက်ွက်ဖြတ်သွားမယ်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာရတနာပုံမိလန်းမကြီးကိုထပ်ဖြတ်ပြီးတော့ကေတုမတီလမ်းကိုကျော်တဲ့ချိန်မှာ146ရက်ွက်ကိုရောက်သွားမယ်ပြီးတော့လော်ကားလမ်းကိုကျော်ပြီးတော့149ရက်ွက်ကိုရောက်သွားမယ်မိလန်းမရှေးကြီးဖြစ်ပါတယ်အမတ်နှစ်လမ်းမကြီးကနေပြီးတော့လော်ကားလမ်းမကြီးထိကတော့အောင်မြင့်မို့လမ်းမကြီးကကော်ဂရစ်လမ်းဖြစ်ပါတယ်အောင်မြင့်မို့လမ်းနဲ့လော်ကားလမ်းနဲ့ဆုံတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့112လိုင်းကားဂိတ်ရှိတာဖြစ်ပါတယ်စုလေဖျားထိသွားတဲ့112လိုင်းကားဂိတ်ရှိတာဖြစ်ပါတယ်အောင်မြင့်မို့လမ်းမကြီးကဆိုလို့ရှိရင်ကျွန်တော်တို့ကေတုမတီလမ်းမကြီးဇန္ဒနာပုံလမ်းမကြီးနဲ့ဆုံတဲ့နေရာမှာဆိုလို့ရှိရင်လည်းနံပါတ်ခနစ်လိုင်းကားဂိတ်ရှိတာဖြစ်ပါတယ်နံပါတ်ခနစ်လိုင်းကားဂိတ်ကလည်းဇန္ဒနာပုံလမ်းအတိုင်းပဲကျွန်တော်တို့စုလေဖျားထိသွားတဲ့လိုင်းကားဂိတ်ဂိတ်စာဖြစ်ပါတယ်ရောင်းချပေးမဲ့မြေခွေလေးရဆိုလို့ရှိရင်လိုင်းကားဂိတ်နဲ့အနီးမှာရှိတဲ့အောင်မြင့်မို့ရဲ့ဒေစင်တောက်ကက်မှာရှိတာဖြစ်ပါတယ်ပြီးတော့ရောင်းချပေးမဲ့မြေခွေလေးရဲ့ဒီပစ်ချမ်းလမ်းအားဆိုလို့ရှိရင်လည်းရက်ွက်ချာဇောတိကမိလန်းမကြီးထိပေါက်သွားတာဖြစ်ပါတယ်ဇောတိကမိလန်းမကြီးဟာဒီပစ်ချမ်းမှာဆိုရင်လူနေမီးရတရက်ွက်လုံးလူနေပြည့်ဖြစ်တဲ့140ရက်ွက်ဒီပစ်ချမ်းမှာဆိုရင်145ရက်ွက်ကြီးနှစ်ခုကိုခြားထားတဲ့ရက်ွက်ချာမိလန်းမဖြစ်ပါတယ်ရက်ွက်ချာမိလန်းမနေလာတဲ့လမ်းရဲ့အောင်မြင့်မှုမိလန်းမကြီးကနေလာတဲ့လမ်းရဲ့နှစ်ခုစုံတဲ့နေရာမှာရှိတဲ့တောက်ကွက်ဖြစ်ပါတယ်ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပေ80လမ်းမကြီးကိုပေါက်သွားမှာဖြစ်ပါတယ်ပေ80လမ်းဆိုတာတော့ကျွန်တော်တို့ဒီဘက်မှာတကုတ်စိတ်ကမ်းဘက်ကလာတဲ့ညနန္ဒလမ်းမကြီးကနေစတာဖြစ်ပါတယ်ညနန္ဒလမ်းမကြီးကနေပြီးတော့ကျွန်တော်140ရက်ကွက်မှာဆင်စောပုလမ်းကိုဖြတ်မယ်ပြီးတော့လော်ကားလမ်းမကြီးကိုဖြတ်ပြီးတော့146ရက်ကွက်ထဲဝင်သွားမှာဖြစ်ပါတယ်ပြီးတော့ကေတုမတီလမ်းမကြီးကိုဖြတ်ပြီးတော့145ရက်ွက်ထဲဝင်မယ်ရတနာပုံလမ်းမကြီးကိုဖြတ်မယ်ဇောတိကလမ်းမကြီးကိုဖြတ်ပြီးတော့ကျွန်တော်တို့ဒီ140ရက်ွက်ထဲဝင်ပြီးတော့အမတ်နှစ်လမ်းရဲ့ကြော့ကတ်ထိသွားမှာဖြစ်ပါတယ်ဒီလိုမျိုးရက်ွက်4ရက်ွက်ကိုဖောက်ပြီးတော့ရက်ွက်တွင်းလမ်းကျဖြစ်တဲ့ပေ80လမ်းအနေဆိုရင်လည်းဒေစင်ထောက်ွက်လေးဖြစ်မယ်ရက်ွက်2ရက်ွက်ကိုခြားထားတဲ့ဇောတိကမေလမ်းမကြီးအနေဆိုရင်လည်းဒေစင်ထောက်ွက်လေးဖြစ်မယ်ပေတရာအောင်မြင့်မို့လိုင်းကားဂိတ်တွေရှိတဲ့ပေါကရက်အောင်မြင့်မို့လမ်းမကြီးကနေဆိုလို့ရှိရင်လည်းဒေစင်ထောက်ွက်လေးမှာရှိတဲ့နေရာလေးဖြစ်ပါတယ်အောင်မြင့်မို့မေလမ်းမကြီးပေါ်မှာဆိုလို့ရှိရင်လက်ရှိပေါက်ဈေးကတော့8000နဲ့1000ကျားမှာခေါ်နေပြီးတော့ဇောတိကလမ်းမကြီးပါဆိုလို့ရှိရင်လည်း3500နဲ့4000ကျားမှာခေါ်ပြီးတော့ရောင်းနေကြတာဖြစ်ပါတယ်ပေ80လမ်းမပေါ်မှာဆိုလို့ရှိရင်လည်းအနည်းဆုံး2500 3000ကျားမှာရောင်းနေကြတာဖြစ်ပါတယ်အဲ့ဒီလမ်းမကြီးတွေအကုန်လုံးရဲ့ဒေစင်ထောက်ခွင့်ဖြစ်တဲ့ဒီမြေခွေလေးကို2800နဲ့ရရှိမှာဖြစ်ပါတယ်ပါမစ်မြေမျိုးစားဖြစ်ပြီးတော့စီပင်လဲဆင်းရောက်ပါတယ်ကျွန်တော်တို့မြေပုံထဲမှာမြင်ရတဲ့အတိုင်းဒီဘက်အောင်မြင့်မှုလမ်းရဲ့တစ်ချမ်းလုံးဟာကျွန်တော်တို့လူနေရက်ွက်အပြည့်စီကားပြီးတော့စစ်မှုစုံတွေလူနေရက်ွက်တွေအပြည့်စီကားပြီးတဲ့နေရာလေးဖြစ်ပါတယ်ဒီရောက်ချပေးမဲ့မြေခွေလေးရဲ့အနီးနားမှာဆိုလဲဒီနေရာလေးရဆိုရင်လဲအောင်မင်္ဂလာအေယာစီမံကိန်းဝင်ကြီးဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့မြေပြင်မှာသွားကြည့်လို့ရှိရင်အကွက်တွေရိုက်ပြီးတော့စတင်ရောင်းချနေတဲ့အေယာစီမံကိန်းဝင်ကြီးလည်းဖြစ်ပါတယ်ဒီပချမ်း140ရက်ွက်လုံးကဆိုလို့ရှိရင်လည်းလူနေရက်စစ်မီးရလူနေနေတဲ့ရက်ွက်ကြီးဖြစ်ပါတယ်မကြခင်မှာတဖြည်းဖြည်းနဲ့လူနေအိမ်လေးတွေဟာဒီဘက်145ရက်ွက်ဘက်ကိုစပြီးတော့ပြိုရှင်းလာပြီဖြစ်ပါတယ်။နောက်ပိုင်းကျလို့ရှိရင်ဒီ145ရက်ွက်ကပထမဆုံးရက်စစ်မီးရပြီးတော့လူနေအိမ်ပြည့်ဖြစ်သွားမယ့်ရက်ွက်လည်းဖြစ်ပါတယ်။ရတနာမုံမေးလမ်းမကြီးရှိတဲ့အောင်မြတ်မှုမေးလမ်းမကြီးရှိတဲ့နေရာမှာလည်းလိုင်းကားဂိတ်ကိစ္စရှိတာတွေ့ကြမို့လို့145ရက်ွက်ကြီးဟာမကြခင်မှာအများကြီးစီကားလာမယ့်ရက်ွက်လေးဖြစ်ပါတယ်။ပေးနာမှာလည်းလူနေအိမ်တွေစစ်ရုံတွေကိုတောင်တွေဖြစ်နေပြီးတော့သူ့ရဲ့ရှေ့မှာဆိုလို့ရှိရင်145ရက်ွက်ရဲ့ဟိုတယ်လည်းရှိနေတာဖြစ်ပါတယ်။အဲ့ဒီရက်ွက်ထဲမှာမှအဓိကမေးလမ်းမကြီးဖြစ်တဲ့ပေ80လမ်းအောင်မြင့်မို့လမ်းဇောတိကလမ်းတို့ရဲ့ဒေစင်တောက်ွက်လေးကိုရောင်းပေးချင်တာဖြစ်ပါတယ်ခင်ဗျာဒီလိုလမ်းမကြီးတွေအကုန်လုံးရဲ့ဒေစင်တောက်ွက်တွေဟာပြန်ရောင်းရင်လည်းတောက်ွက်ဖြစ်ခြင်းစီပင်စင်းရောက်ခြင်းအောင်မြင့်မို့လမ်းမကြီးရဲ့ဒေစင်ဖြစ်နေခြင်းလမ်းကားဂိတ်နီးခြင်းအရာစီမံကိန်းနီးမှစီချင်းတို့ကြောင့်ရောင်းရလွယ်မယ်ဈေးမှရောင်းလို့ရမယ်တိတ်ထားလို့ရှိရင်လည်းအကျိုးမြတ်များကြီးရမယ်မြေခွေလေးတွေဖြစ်တာကြောင့်မို့လို့စိတ်ဝင်စားရဲဆိုရင်အခုပဲမယောင်းခင်ကမျက်အောင်ဝယ်နိုင်ဖို့ကြိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ